မောင်မယူမိုက်စမ်းနဲ့မင်းတယောက်တည်းလုံနဲ့ဖြစ်နိုင်မယ်ထင်နေရလားကို့လုံးမှကိုစားရတာမင်းတစ်ခုခုဖြစ်ကြည့်ဘသူကတာဝန်ယူပေးမလဲဟဲ့သူ့စကားဆုံးနိုင်တစ်ချိန်တစ်ခါမှမိဘစကားဆိုမပယ်ရှားတဲ့ဒီကောင်လေးသည်သူ့အားစူးရဲစွာဖြင့်စိုက်ကြည့်လာပြီးနောက်ချက်ချင်းပင်တုံပြန်လာတော့သည်ဟာတယောက်တည်းလုံယုံနဲ့မဖြစ်ဘူးဆိုတိုင်းဒီတိုင်းနေလို့မဖြစ်ဘူးလေမမေဒါတို့အကုန်ပေါင်းစုပြီးတော့လုံရင်ဖြစ်နိုင်တာပဲဘာပဲဖြစ်မင်းမလုံးရဘူးနော်တူတမောင်မင်းကိုမင်းတိတ်ဟုတ်လာပြီထင်နေသလားဟမ်ဝဲလက်မလေးတစ်ခုတောင်မှပိုင်နိုင်မရှိသေးရဲ့သူကများဘယ်အရင်မှဝင်လို့ပေးချင်နေသေးတာတဲ့တော့အေးငါပြောတာကိုလက်မခံမဲအတင်းရှေ့ဆက်တိုးမယ်ဆိုရင်တော့ငါ့ကိုအမေလို့လာမခေါ်နဲ့ရှုပ်ရှက်တွေလည်းအိမ်ကိုတဲမလာနဲ့ဒီတခါတော့မမေစကားကိုပယ်ရှားခွင့်ပြုပါမမေဒါကဒီနိုင်ငံသားတယောက်ဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အရေးကိုတော့ဝင်ပါမှဖြစ်မှာပါမမေပြောသလိုဘွဲလက်မှတ်တော်မပိုင်သေးတဲ့ငချွတ်လေးတယောက်ရဲ့အင်အားနဲ့မတွန်းလှန်နိုင်ဘူးဆိုပေမဲ့ဒါတို့အတူကြိုးပမ်းလှုပ်ဆောင်ရင်တော့ဒီနေ့ရောင်ဒီကိုမြင်ရမှာပါမမေကိုအမေလို့ခေါ်ခွင့်မရှိတော့တာကိုတော့စိတ်မကောင်းဖြစ်မိပေမဲ့ဒါအနေနဲ့ကတော့ဒီကိစ္စကိုဆက်လက်လှုပ်ဆောင်ပြီးတော့ဒီနေ့တော့မမေစီကိုအောင်မြင်မှုတွေနဲ့အတူတားရောက်ပြန်လာခဲ့ပါမယ်အဲ့ချိန်ကျရင်မမေဟာတားကိုတပြေပန်းခက်နဲ့အကောင်းဆုံးစီးကြိုပွေးဖက်နိုင်မယ်လို့မျှော်လင့်ပါတယ်တားကိုသွားခွင့်ပြုပါမမေပြောပြရနဲ့လက်သေးကိုတင်းဆုပ်ရင်သူ့ရှေ့ကခြာခနဲနဲ့ထွက်သွားတယ်တားဟာလည်းတားပီတာနေတယ်လို့သူမဟာလည်းအမေပီတာနေစေပါမိခင်တယောက်အနေနဲ့ကိုသားသမီးကိုအကောင်းဆုံးပဲဖြစ်စေခြင်းပြီးတေမင်းနှခမ်းဝဖျက်လျှောက်ရမယ့်အလုပ်ရကိုတော့လက်မခံခြင်းဒါဟာအမေတယောက်ရဲ့အတားဆိုတာပါပဲအမြဲတမ်းသူမဤသားဟာမိဘကိုစိတ်ချမ်းသာအောင်ထားခဲ့ပြီးမိမိဖြစ်စေခြင်းနဲ့စိတ်ဆန္ဒအတိုင်းသာပြည့်မြောက်အောင်လိုက်လုပ်ပေးခဲ့တဲ့သားကခုတော့နိုင်ငံအရေးကြောင့်သူမကိုအတိုက်ခံလုပ်တဲ့မြဝင်းတောင်မှတားဤအရေးလေးပျောက်ကွယ်သွားသည့်အထိတုံမှမလုပ်ဘဲတေချာဆိုင်ကြည့်နေခဲ့ပြီးမသွားဖို့ရန်ဆက်ပြီးလဲမတားနိုင်ခဲ့တော့ပါပူပြင်းနေသောနေပူရှိန်နှင့်အပြိုင်သူမ၏ရင်ထဲတွင်လည်းတားတယောက်ကိုစိုးရိမ်ပူပန်နေရသောမိခင်၏စိတ်ဟာပို၍တောက်လောင်နေရသည်ဒီနှစ်တွင်မှအုပ်အောတွေလည်းတေးမသိနိုင်တော့ဘရောက်ပွင့်နာတောင်ခိုးသူမဲကမြေမာခနေသလိုပြည်သူရင်ကိုနင်းပြတ်မဲ့စစ်ဖက်နှက်တန်းတွေသာကြားရပြီးအပြစ်မဲ့တဲ့သွေးဆက်တွေမြေမာဆွနေတဲ့2021ຫນွေဦးဟာတိတ်တော်မလာပါ။အိုး2021ဒီຫນွေဟာချိန်စာများတင့်နေရောသလား။အချီးတန်တဲ့ຫນွေဦးရဲ့လေးပြင်းတစ်ချက်အဝေးမှာတို့တွေရဲ့ကန်ဆိုခြင်းတွေပါယူဆောင်သွားပါလေ။သူတာမောင်တို့တငယ်ချင်းတစုမိဘများကိုစန့်ကျင်၍အိမ်ငှထွက်လာပြီးနောက်နီးစက်ရလွမြောက်နေမည်သို့ထွက်လာရတော့သည်စိတ်ထိုးအပ်က၍အသက်ကေရမည်လက်တစုံဟာအခုချိန်တွင်တော့ဂန်းကင်၍သူသေးကိုယ်သေးတိုက်ရမည်တိုက်ပွဲတွင်ပါဝင်ဖို့အားအရင်ကတခါလေးမျှစိတ်ကူးနဲ့တောင်တွေးမကြည့်ဘူးပဲဒါနဲ့ငါတို့ဘာဆက်လုပ်ကြမှာလဲဖွားဖွားကြီးကိုလည်းလက်ဖေးဆိုင်သွားမယ်ဆိုပြီးပြောပြီးခိုးထက်လာတာနော်လက်ထဲမှာပဲ900လောက်ပဲပါတယ်အင်ကြီးပိုးလည်းမပါခဲ့ဘူးအေးငါရောလေမင်းတို့ကောင်းနေကွာမပြောမစုံနဲ့အမြဲစိတ်လိုက်မှာမလို့ဟာကျုံမပြောပဲငါ့လိုသွားကနီးမှကက်ပြောတာတော့ကြောက်ကစားဖြစ်ခဲ့သေးရပဲကွာဒီတိုင်းသိမပေပဲထွက်လာတာဘာမှမဖြစ်ပါဘူးနောက်စင်ပြေမှဆက်သွယ်လိုက်တော့ဟျောက်ဒီသူတမောင်တို့တငယ်ချင်းတစုစကားတပြောပြောဖြင့်ဆိုင်ကယ်လေးအားမြေသားလမ်းလေးအတိုင်းမောင်းနေလာပြီးနောက်ထန်းချောက်ပင်ရွာလေးသို့ရောက်ရှိလာခဲ့ကြသည်ပတ်ဝန်းကျင်ကတော့ညနေ4 နာရီမို့နေပူချိန်မကျသည်ရွာကန်တင်ရုပ်ပေါ်မှဖြတ်ခါဘေးဝဲရမှာမိရှုခံထားရသည့်လေကွင်းများရာခင်းများကကျိုးတို့ကျဲတဲ့နှင့်အရင်ကတည်းကရေရှားသည့်ရွာကလေးဖြစ်ပြီးမိရှုခံထားရသောကြောင့်အပူဒဏ်နှင့်ပေါင်းက6တွေ့လွန်းသည်ကိုမြင်လိုက်ရ၍သူတာမောင်တို့အတော်လေးတနာသွားမိသည်ရောက်ကလေးကမလှမပကြိုးဆိုခြင်းတွေနဲ့သာစုံနေတော့မကြဘူးသေးသည့်စိတ်တက်ကလေးပင်ရိုင်းနေသွားခြင်းလာသည်တို့ပင်မဲ့မဖြစ်သေးဒီလောက်နှင့်အရှုံးပေးလို့မဖြစ်ပါရွာသူရွာသားတွေခမမိမိတို့ပန်းဆိုင်ရာများဆုံးရှုံးထားရပြီးသူတို့ထပ်ပင်ပို၍ခံစားရသည်ပင်ထန်းချောက်ပင်ရွာလေးအပူချိန်ထက်ရွာသူရွာသားများ၏ရင်ထဲတွင်ပိုပူလောင်နေရကြပြီးသူတာမောင်တို့ရွာကန်တင်ရုံတလျှောက်လျှောက်လန်းလာရင်6မြို့နယ်အခြေဆိုင်တက်စကန်းငယ်လေးတစ်ခုသို့ရောက်ရှိလာသည်မင်းတို့ရဲ့နာမည်နဲ့တက်တွေကိုပြောထားခဲ့ပြီး
ပြီးတော့မင်းတို့လူဆွဆွအောင်မနေရောက်လဲ နေလင်းထိန်တူတက်မောင်မင်းခန့်တင်3ရောက်ပါခင်ဗျအကုန်အတန်20တွေပါ ရော့ဒီမှာစောင်းနေဝတ်စုံယူပြီးရင်ဟိုးရှိန်နာတဲရမင်းတို့တဲပဲအဲ့မှာသွားနာလို့ရပြီနောက်တစ်ဖန်မနက်4နာရီကွင်းထဲမှာလူစုမယ်အချိန်မီရောက်လာခဲ့ကြဟုတ်ပြီလား တုတမောင်တို့စခန်းရောက်တော့နေဝင်တော့မိအချိန်တို့ပင်ရောက်ရှိလာသဖြင့်တက်သားတစ်ယောက်စီစရင်ပေးပြီးနောက်မိမိတို့တဲလေးစီတို့သာရောက်လာခဲ့ကြသည်တက်စကန်းငယ်လေးတစ်ခုဆိုပေသည်တက်သားဥယေ150နီးပါးလောက်တော့ရှိလိမ့်မည်တင်တက်သားတိုင်းတာဝန်ကိုစီဖြင့်အလုပ်လုပ်နေကြရသည် အားလုံးတန်းစီသတိရောတို့မင်းတို့ကတော့မှာစစ်လက်နဲ့အင်အားလည်းအပြည့်စုံမရှိဘူးဒီထဲဝင်လာဖို့ကိုလည်းဘသူတူဦးတယောက်ကမှအတင်းတာထုံးထားမရှိဘူးငါတို့ဟာဂျုံကြီးချမ်းနဲ့ပဲရှိစားရမှာမင်းတို့ရဲ့ခံယူချက်တွေမပြင်းထန်ရင်စိတ်တက်တွေမှာကြောရင်ခုကလေးကလက်လျှော့ပြီးပြန်လို့ရတယ်အရေးကြီးဆုံးကကိုတာဝန်ကိုကြရအလုပ်ကိုမခိုးကပ်ပဲခံယူချက်ပြပြနဲ့လုပ်ဖို့ပဲနော်လိုက်လား ငါလည်း နားလည်းပါကောင်းလား သတိလေပြု တုတမောင်တို့စခန်းသို့ရောက်ပြီးဒုတိယရက်မှာစီရေးလေးကျင့်ခန်းများအားလုပ်ရပေတော့သည်နေရာသည်ဖြစ်၍ပူပြင်းလာတော့လေလေ့ကျင့်ရေးကရှိသေးသည်မို့ရဲဘော်များနှင့်အတူကွင်းပြင်တွင်ပတ်ပြေးနေရသည်ဝေဟင်၌ပြန်တဲ့နေသည့်လေရင်များကိုခက်စိတ်စိတ်မြင်တွေ့လာရပြီးနောက်မကြာမီပင်ပောက်ကွဲတံတစ်ခုကိုကျဲလောင်စွာကြားလိုက်ရသည်စစ်တပ်ဘက်မှလေကြောင်းတိုက်ခိုက်မှုများစတင်လာခဲ့သည်စစ်ကြောင်းရှိတပ်သားများသည်လည်းအလင်းအမြန်ပင်ပြန်လည်ခုခံတိုက်ခိုက်တော့လေလေကြောင်းတိုက်ခိုက်မှုဖြစ်သောကြောင့်လက်နက်အင်အားချင်းလည်းမမျှသဖြင့်အထီးအခိုင်များနေလေပြီရဟတ်ရင်များဖြင့်တရဆက်ပြစ်ခိုက်တိုက်ခိုက်နေမှုကြောင့်အခြေအနေကမဟန်တော့ပြီ ဟာသူတို့ထီးသွားပြီဟင်းဘာဆက်လုပ်ကြမလဲသူတို့6ယောက်ထီးသွားပြီ ဟာမင်းကမင်းတူတော့ခေါ်ပြီးမြန်ထွက်တော့တွားခုချိန်ရှောင်းတော့ ဟင်းဖြစ်ပါမလားဟာ ရတယ်ငါတို့ခန့်နိုင်ပြီးထားမယ်မင်းတူတော့ခေါ်ပြီးတွားတော့ ငါမသွားနိုင်ဘူးကွာငါဆုံးထိတိုက်မှာ ဟာကွာမင်းတေးဝမ်းမဆိုတွားခိုင်းရင်နားမလဲဘူးလားဟာ ငါတိတယ်ကွာဘာဖြစ်ငါဆုံးထိတိုက်မယ်ငါလည်းရဲဘော်ပဲဒီလောက်လွယ်လွယ်နဲ့တော့လက်လျှော့လို့မဖြစ်ဘူး တုတဤခြေထောက်သည်လက်နက်ကြီးမှန်ထားသဖြင့်အခြေအနေကမဟန်တော့တော့လေအဆုံးထိညင်ဆန်ကမသွားပဲပေ၍စတိုင်နေမိသည် ဟောင်မင်းကတူတော့ခေါ်ပြီးတွားလို့ပြောနေတယ်လေတွား အေးဒါဆိုငါသူတို့လွတ်ရဖို့မြင်မြန်ပြန်လာခဲ့မယ် မင်းခန့်ဆွဲခေါ်ရာနောက်သို့တုတရုံရင်းဆန်ခတ်ဖြင့်အတင်းလိုက်ပါသွားရတော့သည်မကြမီပင်ဘေးလွတ်ရာသို့ရောက်ရှိပြီးတော့လေတုတမောင်ဤခြေထောက်အားကုသဖို့ရန်စေဝါဆောင်လည်းမရှိချေဒီကြားထဲလင်းထိန်ဟာတိုက်ပွဲကြားထဲမှာကြံရစ်ခဲ့သည့်သဖြင့်စိတ်မအေးနိုင်သည်တနအီကျော်ကြပြီးနောက်မင်းခန့်သွင်းတယောက်ထိုင်မဆောင်နိုင်တော့သဖြင့်သူပဲလင်းထိန်အားပြန်လေသွားခေါ်ရမည်ပင် သူတို့ငါလင်းထင်းကိုတော့ခေါ်မယ်ငါသူ့အပြန်လာအောင်ထိုင်မဆောင်နိုင်တော့ဘူး ဘာဟေ့မယူနေလားကွာဒီလောက်တိုက်ပွဲတွေဖြစ်နေအောင်မင်းဘယ်လိုသွားခေါ်မှာတော့ ဘာပဲဖြစ်ဖြစ်ငါလင်းထင်းကိုရအောင်ပြန်တော့ခေါ်အောင်ပါပဲ ပြောပြောဆိုဆိုဖြင့်မင်းခန့်တယောက်တိုက်ပွဲရှိရာစီသို့ပြန်လေထွက်ခွာလာခဲ့သည် ဟာရောက်လင်းထင်းဘာဖြစ်တာလဲလင်းထင်းဟေ့အောင်လင်းထင်းထားဆုံးပါကွာဘာဖြစ်တာလဲဟမ်ထားဆုံးမလင်းထင်းရ အမင်းခက်ဒီထင်းကလက်နက်ကြီးထိသွားတာဟောရဲဘော်တွေတော်တော်ကြနေပြီကွာဒီပုံနိုင်တာဆိုအချင်းဒီမဟန်တော့ဘူးမြင်မြန်ဆုတ်ကြရအောင် မင်းခန့်သွင်းတယောက်လင်းထိန်ကိုဂုံပိုး၍လွတ်ရာနေသို့ကြိုက်ကြရိုက်ပြေးရပြီတော့သည်တစ်ဖက်ကတုတ္တမောင်သည်လည်းထိခိုက်မိထားသောခြေထောက်တရားကိုပင်သတိမထားနိုင်တော့ပဲရဲဘော်တွေပြန်လာမိလမ်းကိုသာမျောငင်းနေမိသည်မကြမီမင်းခန့်သွင်းတို့နှင့်ရဲဘော်တို့ပြန်လာကြပြီးမင်းခန့်၏မျက်နှာသည်တိတိတသားပင်ပြည့်ရွံ့လျက်ရှိနေပြီးကြောထက်၌နေလင်းထိန်အားဂုံပိုးလာရသဖြင့်တုတ္တမောင်တို့ထိတ်လန့်သွားရသည် မင်းကဟေ့လင်းထိန်ဘာဖြစ်တာလဲဟေ့ငါမင်းနေတယ်လင်းထိန်ဘာဖြစ်တာလဲလို့ တော်တော်တူတာမောင်လင်းထင်းနေလင်းထင်းလက်နဲ့ကြီးထိပြီးကြာပြီကွာမင်းဘလောက်ခေါ်လို့ရမှာမဟုတ်တော့ဘူး ဘာမဖြစ်နိုင်ဘူးမဟုတ်လင်းထိန်အဲ့လိုမဖြစ်ရဘူးကွာမင်းတို့ကောင်တွေငါ့ကိုနောက်နေကြရမလားဆရာတို့ပြောပါဦးဟောင်းနေကျွန်တော်ဘောင်းပြီးလိန်နေမလားဟုတ်တယ်မလားလင်းထိန်ဘာမှမဖြစ်ဘူးမလားဆရာ စိတ်မကောင်းပါဘူးကွာတ
တင်ရမရောက်လို့ဒီထဲဝင်လာကြတာပဲဒီတော့ကိုလင်းထင်အတွက်ဆူတောင်းပေးရမယ်ငါတို့တက်နိုင်တော့ပါပေါ့ စကားအဆုံး၌တုတ္တသည်နေလင်းထိန်ခနာကိုအားဖက်၍ရှိုက်ကြီးတငင်ငုံမိတော်သည်တပတ်ခန့်ကြာသောအခါ ဟယ်လိုမေမေ ဟယ်လိုတန်းငယ်လားတန်းငယ်မဟုတ်လားတန်းငယ်စင်ပြေးလားကွယ်ဒီမျိုးအခုမှဆက်သွယ်ရသလားအကောင်ဆုံးလေးရဲ့ ဒါတောင်းမှန်ပါလေမေမေဒီမှာလေးချင်ရီဆင်းနေရလို့ပါမေမေနေကောင်းချမ်းပါရဲ့လားယ မိမိအဖြစ်ကျမ်းပါပါရဲ့ကွယ်သားလေးကိုတတိယနေတာသားလေးအဆအဆအေးအောင်ဂယူးဆိုင်ပြီးအထီးခိုက်ရှာတာမဖြစ်စေနဲ့နော်ဒီကမိမိအဖြစ်စိတ်ပူလိုက်ရတာသားလေးရောင်နေနဲ့တူတူအိမ်ပြန်လာတာကိုမိမိမျှော်နေမယ်နော် ဟုတ်ကဲ့မေမေဒါဆိုဒါပဲလင်းနော်မေမေဒါလေးချင်ဆင်းရတော့မှမလို့ချစ်တယ်နော်မေမေ မေမေနဲ့ပုံပြောပြီးနောက်တုတ္တမောင်အပြစ်ရှိစိတ်တို့တလုံးတရင်ဝင်လာပြီးယောက်ျားတမ်းမဲ့ငုံမိတော့သည်မေမေဟာသူ့အားအိမ်ပြန်လာကိုမျောနေတဲ့လေသူ့ခြေတော်တစ်ဖက်မရှိတော့တာကိုဘလို့များပြောပြရနိုင်မှာမလဲ တူတာဟင်းဘာဖြစ်နေရလဲ ခုနမေမေနဲ့ဖုန်းပြောတော့ဟာမေမေကအိမ်ပြန်လာအောင်မျောနေတယ်တဲ့ငါဒီလိုပုံစံနဲ့မေမေစီကိုပြန်လာနိုင်ပါတယ်လားဟမ်နေရငါတည်သွားပါတော့လားဒီလိုသူများဟိုရက်တီနေရတဲ့ဘဝနဲ့ရှင်တန်နေရတာယူငါတကယ်စိတ်ကုန်ပြီရှင်လေးနဲ့တည်နေတယ်လို့ပဲကွာ တုတ္တမောင်ဤစကားအဆုံး၌သူကိုတချိန်တစ်ခါမှကိုတိလက်ရောက်မလုပ်ဘူးသည်မင်းခန့်သွင်းသည်ခုတော့သူ့ကော်လန်စာအားဆွဲကင်ကမျက်နှာအားအရှိန်ပြင်းပြင်းဖြင့်ထိုးချလိုက်လေသည် မင်းအဲ့လောက်သေးချင်နေရလားဟမ်မင်းကငါကိုယ်တိုင်တတ်ပေးမယ်တူတူသေးကြရအောင်လေမင်းယူနေလားကွာခုလင်းထိန်လည်းမရှိတော့ဘူးမင်းကမှဒီလိုစောက်ယူစကားတွေကိုစက်တိုက်ပြောနေရင်အမားတွေကိုစဉ်းစားပြီးတော့မရှင်တန်တဲ့လူလိုစက်တိုက်လုပ်နေရင်မင်းတို့ဒီကိုလာရဲ့ပြောစကားကိုမင်းမှတ်မိလားယုံကြည်မှုနဲ့ပဲရှေ့ဆက်တိုင်ရောင်နေတဲ့သူအိမ်ပြန်ကြမယ်ဆိုခုတော့မင်းတို့ဒီလောက်နဲ့ပဲလက်လျှော့ခြင်းပြီပေါ့မင်းနေခံလာရမှာမဟုတ်ဘူးကွာငါလည်းသေတော့မလို့ပဲမင်းသိလားငါလည်းပင်ပန်းနေငါမိသားစုကိုလည်းငါလွမ်းနေငါချစ်သူကိုလည်းငါလွမ်းနေဒါပေမဲ့ကွာငါတို့ဒီလောက်နဲ့ရှုံးပေးလို့မဖြစ်ဘူးလေငါတို့နောက်မှာမျောလင့်နေတဲ့ပြည်သူတွေရှိသေးတယ်ရောင်နေရောက်လာမဲ့နေ့တို့မျောလင့်ပြီးတော့အာတမီရှိတဲ့နေတဲ့လူတွေတပုံကြီးရှိသေးရဲ့လေ ထမ်းပိုးထားရတဲ့ထုတဲကိုလွှတ်ချလိုက်သည့်အခါသို့နှင့်နေတဲ့အဆိုင်ကဲဟာမျက်ရည်အဖြစ်တသွင်သွင်အေးပြောပါတယ်နှကန်းကိုကြိုက်ခါရှိုက်တန်ကိုထိန်ချုပ်ရင်တငယ်ချင်းနှစ်ယောက်ဖက်ကအတန်တိတ်မျက်ရည်ကြမိကြတော့သည်ဟုတ်တာပဲသူဘာလို့များတလွဲလန်းစဉ်ကိုလိုက်ပြီးအမားရဲ့စဉ်းစားရင်ကိုမရှင်တန်တဲ့သူလို့ထင်နေမိရလဲပြည်သူတွေအတွက်သူတို့ရောင်နီကိုရအောင်ယူဆောင်ပေးရမယ်မဟုတ်လားမြမပြည်သူတိုင်းဟာရောင်နီကိုပဲမျှော်လင့်ပြီးစူးစမ်းရုန်းကန်နေကြရတာပါဒါကြောင့်ဘာတွေပဲဖြစ်ဖြစ်ပြည်သူတွေအတွက်အိမ်ပြန်လာကိုမျှော်နေတဲ့မိမိအတွက်သူအတက်နိုင်ဆုံးစူးစမ်းရှင်သက်ရင်ဒီတိုက်ပွဲကိုအဆုံးထိဆက်တက်ရပြီအောင်ကြီးကြောက်ရွံ့မှုကြောင့်တုံခါနေရဲ့နှလုံးသားတစ်စုံကိုကြားကန်ပြုရင်အကြီးတန်း၍နေရာပြောင်းဆုံးနေသောຫນွေကိုကုန်လွန်စေလိုပြီးຫນွေဥတုနှင့်အပြိုင်ຫນွေထွေးမှုပေးနိုင်သောရောင်နီကိုမျော်လင့်ရင်တေခြင်းကိုရှေ့မှထားကဆက်တော်လန်ကြရပြီအောင်ကြီး